Democracy Today WAP TVတောင်ဝင်တော်လက်နဲ့နေရာချထားမှုကိုကိုတီလက်ရောက်တုံ့ပြန်သွားမယ်လို့မြောက်ကိုရီးယားအမြောက်တပ်ဗျူရိုကဇူလိုင်17ရက်မှာကြေညာချက်ထုတ်ပြန်ပါတယ်။မြောက်ကိုရီးယားရဲ့ရန်ကနေကာကွယ်ဖို့တောင်ကိုရီးယားမှာ THAAD ဒုံးဝင်းတုပ်လက်နဲ့နေရာချထားမှာဖြစ်ကြောင်းအမေရိကန်နဲ့တောင်ကိုရီးယားတို့ကဇူလိုင်10ရက်မှာအတည်ပြုခဲ့ပါတယ်။အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ပူးတွဲကြေညာချက်အပြီးနောက်တစ်နေ့ဇူလိုင်9ရက်နေ့မှာမြောက်ကိုရီးယားရင်ကုန်သင်္ဘောတစ်စင်းကပဲ့ထဲတုံးကြီးစမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံဂူဟန်ကျွန်းအမေရိကန်စစ်စခန်းထိရောက်နိုင်တဲ့တာလက်ပဲ့ထိန်းတုံးကြီးကိုလည်းဇွန်22ရက်ကစမ်းသပ်ခဲ့ပါတယ်။ဇူလိုင်10ရက်တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့မှာကုလသမဂ္ဂယဉ်ကျေးမှုအေဂျင်စီအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။ယဉ်ကျေးမှုတန်ဖိုးမြင့်တဲ့ကမ္ဘာရှေးဟောင်းအမွေအနှစ်နေရာ2000ခန့်ဟာအစွန်းရောက်အကြမ်းဖက်ဝါဒချင်းချမှုရင်ဆိုင်နေရကြောင်းဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးမကျင်းပမီနှစ်ပတ်ခန့်အလိုမှာအစ္စတန်ဘူလ်လေဆိပ်ကို IS အသေးခံဘုံခွက်တိုက်ခိုက်မှုရင်ဆိုင်ခဲ့ရပြီးလူ48ဦးသေဆုံးခဲ့ရပါတယ်။ဆီးရီးယားနဲ့အီရတ်မှာခြေကုပ်ယူထားတဲ့ IS အစ္စလာမစ်အစွန်းရောက်တွေချင်းချောက်နေတဲ့နယ်မြေအတွင်းမှာရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များပျက်စီးခဲ့ရကြောင်းဘာလီနိုင်ငံမှယီမင်နိုင်ငံအထိရှာဖွေတွေ့ရှိရတဲ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများမှာအစွန်းရောက်သမားများရဲ့ခြေချမှုရှိကြောင်း UNESCO ထွေထွေညွှန်ကြားမှုချုပ်အီရေနီယာဗိုကာဘာက17ရက်ကြာဆွေးနွေးမဲ့ UNESCO အစည်းအဝေးဖွင့်ပွဲမှာပြောပါတယ်။ American Republican သမ္မတလောင်းဒေါ်နယ်ထရန့်ကသူ့အနေနဲ့ American သမ္မတဖြစ်လာရင်မက္ကဆီကိုနယ်စပ်ကိုအုတ်တိုင်းခတ်ပစ်မယ်လို့ပြောဆိုဝင်ဆဲခဲ့တာကိုထရန့်အနေနဲ့ဆန္ဒရှိရင်ပြုလုပ်နိုင်ကြောင်းမက္ကဆီကိုသမ္မတပီနာနီတိုကဇူလိုင်10ရက်မှာတုံ့ပြန်ပြောကြားလိုက်ပါတယ်။လာမယ့်နိုဝင်ဘာ10ရက်မှာကျင်းပမယ့် American သမ္မတရွေးကောက်ပွဲမှာ Democratic သမ္မတလောင်း Hillary နဲ့ရှင်ပြိုင်မဲ့ Republican သမ္မတလောင်း Donald Trump အနေနဲ့မက္ကဆီကိုနယ်စပ်မှာတတိုင်းခတ်လို့ရင် American အစိုးရရဲ့ပတ်စံမြေခတ်နိုင်ကြောင်း American ပြည်တွင်းရေးသားဖြစ်တဲ့အတွက်မက္ကဆီကိုအနေနဲ့ငွေကြေးပေးဖို့မလိုအပ်ကြောင်းသမ္မတပီနာနီတိုကပြောပါတယ်။ကျွမ်းရှင်နှကောင်ရဲ့ဥကောင်းကိုကိုယ်တိုင်ကိုက်ပြီးကိုယ်တိုင်ရုပ်ရှင်ရိုက်ကူးခဲ့သူဩစတြေးလျနိုင်ငံသားဟာအဲ့ဒီရုပ်ရှင်ကို Facebook မှာတင်ထားခဲ့ပါတယ်။သူ့ကိုဒီနေ့မှာအိမ်မွေးတိရစ္ဆာန်မွေးမြူခင်း3နှစ်ပိတ်ပင်ပြီးလူမှုအကျိုးပြုလုပ်ငန်းများကိုလှုပ်ဆောင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။အသက်25နှစ်ရှိသူ့ကို Brisbane တော်ဝင်တရားရုံးကတိရစ္ဆာန်ညှဉ်းဆဲမှုနဲ့ဆွဲချက်တင်ခဲ့ပြီးလူမှုအကျိုးပြုလုပ်ငန်းနာရီ100လှုပ်ဆောင်ပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဒါအပြင်အိမ်တွင်းအချစ်တော်တိရစ္ဆာန်မွေးမြူတာကိုလည်းတားမြစ်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုမှာမယ်လိုနီဟာအခန်းတစ်ခုထဲကိုတိုးဝင်သွားခဲ့ပြီးကြွက်ရဲ့ဥကောင်းကိုကိုက်ခဲ့ပါတယ်။အဲ့ဒီနောက်ဖိုတိုကာရက်နဲ့3ကဆေးခဲ့ပါတယ်။ပြီးတော့ကြွက်ရဲ့မျက်နှာကိုလက်သီးနဲ့ထိုးခဲ့ပါတယ်။ကြွက်ကိုကလထိုင်ပြက်တစ်ခုပေါ်ကိုပက်လက်တင်ကဒါကိုကိုက်ဆိုပြီးတော့ပြောခဲ့ပါတယ်ခင်ဗျာ။